ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့တက်တက်ကြွကြွရှိပြီးတော့ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာပါဝင်မှုတဲ့လီဆန်ဘင်းဟာဆိုရင်တော့တောင်ကိုရီးယားရဲ့အချစ်တော်လေးဖြစ်တဲ့မင်းသားလီကွမ်ဆူရဲ့ချစ်သူတစ်ယောက်ဖြစ်ပါတယ်။လီဆန်ဘင်းဟာဆိုရင်တော့အမှန်တော့ဒရမာတွေတိတ်ပြီးတော့မရိုက်တာကြောင့် K-drama fan တွေကြားထဲမှာနာမည်မကြီးသလိုဖြစ်နေတာပါ။အမှန်တော့သူမဟာရုပ်ရှင်ပိုင်းမှာတော်တော်လေးအောင်မြင်တဲ့လက်ရာတွေအများကြီးရှိတဲ့မင်းသမီးဖြစ်နေပြီးအခုလိုအခြေအနေမျိုးရောက်လာအောင်လို့တဆင်ကျဲစီစ조사လာခဲ့တဲ့သူဖြစ်ပါတယ်။လက်ရှိမင်းသမီးတယောက်ဖြစ်နေအောင်မြင်နေပေမဲ့လို့အမှန်တော့လီဆန်ဘင်းဟာ idol အဖွဲ့ဝင်တယောက်အနေနဲ့စတင်ပြီးတော့ပွဲဥထွက်ခဲ့တာဖြစ်ပါတယ်။ JQT ဆိုတဲ့မိန်းကလေးအဖွဲ့ဝင်အနေနဲ့စတင်ပြီးအနုပညာလောကကိုခြေချလာခဲ့တဲ့လီဆန်ဘင်းကအစိုးနဲ့အကကိုဝါသနာပါလွန်းတာကြောင့်စ조사လေးခြင်းခဲ့ပေမဲ့အဖွဲ့ကထင်ထားသလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ဂျားထဲမှာသူမဟာတခြားကြော်ညာအတူလေးတွေပါဝင်တခြင်းဗီဒီယိုတွေမှာတရုပ်ဆောင်တာတွေရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ JQT အဖွဲ့ကနေထွက်ပြီးအဖွဲ့အသစ်တစ်ခုကိုဝင်ရောက်ဖို့လုပ်ခဲ့ပေမဲ့ကုမ္ပဏီဘက်ကအဆင်မပြေတာကြောင့်လက်လျှော့ခဲ့ရတာပါ။ idol အဆိုတော်ဘဝမှာကြာရှုံးမှုတွေဇက်တိုက်ကြုံနေရပေမဲ့လီဆန်ဘင်းကတော့လက်လျှော့တာမျိုးမရှိဘဲတရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အတွက်ထပ်ပြီးတော့စ조사ခဲ့ပါတယ်။2014မှာဆိုရင်တော့မင်းသမီးတယောက်အနေနဲ့ပထမဦးဆုံးပွဲဥထွက်ဖြစ်တရုတ်ရိုးရာသမိုင်းဇာတ်လမ်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာဇက်တိုက်ဆိုသလိုဇက်ကောင်အသေးလေးတွေကိုဖျက်လျှောက်ဇက်ကောင်လေးတွေနဲ့ဇက်တိုက်မင်းသမီးတယောက်ဖြစ်နေလှုပ်ရှားခဲ့တာပါ2016မှာဆိုရင်တော့ Squad 38ဆိုတဲ့ဒရမာမှာ Gold K ကဇက်ကောင်နဲ့စတင်ပြီးတော့နာမည်ကြီးလာခဲ့ပါတယ်တနေ့ထဲမှာပဲ Missing 9 ဇလန်းမှာထွက်ရှိလာခဲ့တာကြောင့်ပရိသတ်တွေကြားထဲမှာအတိုင်းအတာတစ်ခုထိနာမည်ရလာခဲ့ပါတယ်မာဒုံဆော့ဂျန်ဒုံကန်လိုမျိုးဝိုင်းရင်မင်းသားကြီးတွေနဲ့ပါတွဲဖက်ပြီးတော့တရုပ်ဆောင်ခဲ့တာကြောင့်လီဆန်ဘင်းဟာမင်းသမီးတွေအောင်မြင်ဖို့ခက်ခဲလို့နေလို့သတ်မှတ်ထားကြတဲ့ရုပ်ရှင်နယ်ပယ်မှာတော်တော်လေးကိုအောင်မြင်တယ်လို့သတ်မှတ်လို့ရနိုင်တဲ့မင်းသမီးဖြစ်လာခဲ့ပါတယ်ရှင်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့နာမည်ရလာပြီးမင်းသမီးတယောက်အနေနဲ့နာမည်ကြီးလာတဲ့လီဆန်ဘင်းဟာဆိုရင်တော့သူ့ရဲ့ idol boyfriend ဟာလီကွမ်ဆူလိုမျိုးဖြစ်ကြောင်းအမြဲလိုဖြေကြားတတ်တဲ့သူဖြစ်ပါတယ်2016မှာနှစ်ယောက်သားက Running Man အပိုင်းတစ်ခုမှာအတွဲတွေအနေနဲ့ပါဝင်ခဲ့ကြပြီးတော့2018မှာဆိုရင်တော့နှစ်ယောက်သားချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ကြပါတော့တယ်။လီဆန်ဘင်းကဆိုရင်တော့လီကွမ်ဆူကိုသဘောကျကြောင်းအမြဲပုံမှန်လင်းလင်းပြောတတ်တာကြောင့်ပရိသတ်တွေကဒီတွဲလေးကိုတော်တော်လေးအားပေးသဘောတူခဲ့ကြတာပါ။နှစ်ယောက်သားဟာအခုဆိုရင်9နှစ်ကျော်10နှစ်နီးပါးတောင်ချစ်သူသက်တမ်းရှိလာခဲ့ပြီဖြစ်ပါတယ်။လီဆန်ဘင်းဟာဆိုရင်လည်း2018မှာပဲ Skak ဆိုတဲ့ဒရမာမှာခေါင်းဆောင်မင်းသမီးအနေနဲ့ပထမဦးဆုံးပါဝင်ခဲ့ပြီးတော့ထိပ်တန်းမင်းသမီးစရင်ထဲကိုရောက်လာခဲ့ပါတယ်။နောက်ပိုင်းမှာကျေးဇူးသူတွေကြောင့်လုံးဝရေပန်းစားသွားခဲ့တဲ့ Walk Later Drink Now ဆိုတဲ့ဒရမာကိုစီဇန်2ခုထိရိုက်ကူးခဲ့တဲ့ပြင် Boy Group လိုမျိုးနာမည်ကြီးဒရမာမှာပါအဓိကဇာတ်ကောင်အနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်ရှင်။ကဲပရိသတ်ကြီးတို့ကြိုက်နေတတ်ပါရဲ့လားရှင်နောက်တစ်ခါမှဆိုရင်လည်းအသက်သက်သောအကြောင်းအရာတွေကိုဆက်လက်ထုံးလင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို like and share subscribe ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်နော်အမြဲတမ်းချစ်ခင်ပေးလို့လည်းကျေးဇူးပါပြန်လည်ဆုံတွေ့ကြပါသေးတယ်ရှင်